ဂျင်းလေးတုံးလေးငါးပြပါမယ်အဲ့ဒါချင်းစက်တုံးဖြူလေးနော်ချင်းလေးဂျင်းတုံးလေးပြလောက်အပြင်မှာထပ်ထည့်ထားလိုက်မယ်နော်စက်တုံးဖြူလေးဒါချင်းလေးချက်ထားရုပ်သီးရဲ့၅ပုံတစ်ပုံကစက်တုံးဖြူထည့်မယ်ပြီးွားရင်7ပုံတစ်ပုံကိုဂျင်းထည့်မယ်နော်အရင်ဆုံးရုပ်သီးလေးတွေပြီးမယ်နော်အများကြီးတစ်ချမ်းစားလောက်နေလိုက်ပါကြက်ကြက်လေးထည့်မယ်နော်ဂျင်းတစ်ပြားလောက်ပဲထည့်ပါနော်ကြက်ကြက်လေးထဲမှာလည်းဂျင်းကပါနေတယ်စားလေးနည်းနည်းလေးထည့်မယ်နော်နည်းနည်းလေးတခြားလေးနည်းနည်းထည့်မယ်နဲ့အေးခံနိုင်မယ်နော်နည်းနည်းညစ်လိုက်နော်အချင်းလေးနည်းနည်းလူစားလေးနည်းနည်းလေးထပ်ဒီအေးလေးနဲ့နော်ဟိုမှာချက်ကိုပြုတ်ထားတယ်နော်တနိုင်ကျော်လောက်ရှိပါဘူးဒီနဲ့ချင်းလေးထည့်မယ်နော်ရှင်းစံလေးထည့်မယ်နော်စံချိန်ခွက်နဲ့5ခွက်ပြုတ်လေးထည့်မယ်ဒီနောက်အမရောက်ဒီလေးထည့်မယ်နော်စံက5ခွက်ဆိုတော့5မှတ်နေမှာထားနည်းနည်းလေးပြော့9နည်းနည်းကြော်လိုက်နော်ရတာရေရတာမိကြည့်လိုက်ဟိုစားထည့်မယ်နော်စုမွေးရွက်5ရွက်ပေါ့နော်အဲ့မယ်နော်စုမွေးရွက်လေးထည့်လိုက်မယ်နည်းနည်းပြည့်အရိုးအရွက်ပေါ့အဲ့မယ်နော်ကဲစေးပြီးသားလားထည့်ဒါနည်းနည်းလေးထည့်လိုက်မယ်နော်ဒီတခြားကဲရဲ့ပမာဏအတိုင်းပေါ့နော်နည်းနည်းလေးထည့်မယ်နော်ရပြီထည့်တက်စီသမင်းနဲ့တွဲစားဖို့ပေါ့နော်နည်းနည်းနဲ့တခြားကဲနဲ့ရေရောပြောပေါ့နော်အကုန်လုံးစားသူရောပြောကြိုးထားတာအမှန်မှန်တက်ပြုတ်ရေပေါ့နော်ရောမှာတက်ပြုတ်ရေကချင်းနေပါတော့အန်တီကနည်းနည်းတိတ်မကြိုက်လို့ရိုးရိုးရေပဲထည့်လိုက်တယ်ဟုတ်လားဆုံးဝေးနေတယ်ရွေးခဲ့နော်ဒီအရာကောင်းလားကောင်းတယ်အရာတာကောင်းတယ်အဲ့ဒါဟိုင်နန်းကျက်စီသမင်းချက်ပုံကြီးနော်ဟုတ်တယ်စံနဲ့တင်းနေရပဲစံနဲ့တော်ကောင်းတယ်ရှမ်းစံနဲ့မိကြီးကအရာတာကောင်းတယ်အရာတာတော်ပဲလားအချို့အငန်းတော်ပဲနော်โอเคအဲ့ဒါဆိုရင်စားလို့ရပြီနော်အသားတွေလိမယ်ထုံးရပဲစိတ်လေးထည့်မယ်နော်နေပါမယ်စီဆူလာထည့်မရစီဆူလာရင်ဂျင်းနဲ့ချက်တော့ချစ်ထားတာလေထည့်မယ်နော်ချစ်ထားတာလေးချက်ရမယ်ချက်စီသမင်းပေါ်မှာတင်ပြီးစောင်းပါနော်ပြုတ်ရည်လေးနော်ဒါနန်းစီမွေးလေးရမမြရတဲ့ဆုံးခွဲစားတာပေါ့နော်ပြီးမှွေပြီးွားရင်စက်သားတွေကိုတော့ထည့်တာလေးနည်းနည်းမြည်ကြည့်လိုက်ရတာโอเคတဲ့နော်အဲ့တော့နှမ်းစီမွေးရဲ့အရာတာပါအကုန်ပါသွားတာပေါ့နော်ဖိလိုက်မောက်တော့ပေါ်မှာလေနည်းနည်းလေးထည့်ခါလေးပေါ့အဲ့ဒါနည်းနည်းနိုးသွားโอเคလားကောင်းတယ်ကောင်းတယ်ဟ
ခိုင်နန်းကြက်စီသမင်းနော်လှုပ်စားကြည့်နော်ဒါလေးကနေုပ်စီဒါကဟိုငံပြရည်နဲ့တခြားခင်းနဲ့ရေနဲ့ရောကြူထားတာဒါလေးကကြက်တုံရှူနဲ့ဂျင်းလေးနဲ့ကြော်လာတာနော်ကျေးဇူးတင်ပါတယ်နော်